ဆိုတော့အမျိုးသမီးတွေဒီမှာပညာရှိခြင်းကတော်တော်အရေးကြီးတယ်။ဘာကြောင့်လဲလူတယောက်ရဲ့ပထမဦးဆုံးစာတင်ကြောင်းကမိခင်ရင်ခွင်ပဲလူတယောက်ရဲ့လူဘဝရဲ့ပထမဦးဆုံးစာတင်ကြောင်းကပဲဟာမိခင်ရဲ့ရင်ခွင်ကျွန်တော်ကိုဘိုင်ကိုတယောက်ချင်းဒီတိုင်းကပထမဦးဆုံးဘယ်ကြောင်းမှတက်ခဲ့ရတာလဲမိခင်ရဲ့ရင်ခွင်မှာမဟုတ်ဘူးလားအဲ့ဒီမိခင်ရဲ့ရင်ခွင်မှာပညာရှိတယ်အလ္လာဟ်ကိုချစ်တဲ့စိတ်ရဆူလ်ကိုချစ်တဲ့စိတ်ရှိတယ်ဒင်းရှိတယ်အဲ့ဒီနှလုံးသားဆိုရင်ကျွန်တော်ဟာဒင်းဒါတယောက်ဖြစ်တော့ကျွန်တော်ဟာအလ္လာဟ်ကိုချစ်တဲ့လူရဆူလ်ကိုချစ်တဲ့လူဖြစ်တော့ကျွန်တော်ဟာတာသနာကိုတည်တဲ့လူဖြစ်တော့မိခင်ရဲ့ရင်ခွင်တော်အရေးကြီးအဲ့ဒီကြောင်းကစပြီးတော့မှန်ကန်တဲ့ပညာရေးကိုဒီတယောက်ကမရခဲ့ဘူးဆိုသူ့ဘဝတစ်လျှောက်လုံးတော့ကအင်မတန်ဆိုးနေကြတယ်။ဘာကြောင့်အဆောက်အဦတစ်ခုဆောက်ရတဲ့ခါကျရင်ကျွန်တော်တို့နိုင်ငံတစ်ခုစီးတယ်အုပ်တွေစီးတယ်နိုင်ငံတစ်ခုဖြစ်လာတယ်။ဆိုရင်ပညာဆရာတွေကဘာလို့ရတယ်လဲဆိုတော့ဟိုးအောက်ဆုံးတလန်းကိုတဲဖို့အတွက်အင်မတန်ဂရုစိုက်အုပ်စီးတဲ့ခါကျရင်ဟိုးအောက်ဆုံးတလန်းကိုတဲဖို့အတွက်တော်ဂရုစိုက်ရတယ်သူတို့ကြိုးတွေရေချိန်တွေဘာတွေညာရေချိန်တိုင်းတဲ့ဟာတွေဘာနဲ့ဒီအောက်ဆုံးတလန်းကိုသူတို့အရင်တဲအောင်ပေါင်းလို့ဘာကြောင့်လဲဒီအောက်ဆုံးတလိုင်းတာမတော်တဆဆောင်းသွားတယ်ဆိုအပေါ်ကနေဘလောက်ပဲထက်စီဒီနေရာကြီးကဘာဖြစ်နေဖို့ပဲရှိတယ်ဆောင်းနေဖို့ပဲရှိအပေါ်ကနေဘလောက်ပဲတဲအောင်ပြန်လို့မရတော့အောက်ဆုံးတလိုင်းတဲဖို့တော်ရေးချင်ဆိုတော့ပထမလူဘဝရဲ့ပထမဦးဆုံးစာတင်ကြောင်းဖြစ်တဲ့မိခင်ရင်ခွင်မှာပန်ကန်တဲ့ပညာတွေရှိနေခြင်းကဒါတော်ရေးချင်မာရှာအလ္လာဒီလိုကြောင်းနဲ့ပေါ်ပေါ်လာတာဟာဒါကျွန်တော်တို့ရဲ့အနာဂတ်အတွက်ယုံကြည်စိတ်ချရတဲ့အာမခံချက်တစ်ခုဖြစ်အမျိုးသမီးတွေရဲ့ကြားထဲမှာသာသနာပညာတွေအရင်တုန်းကတော့မဟုတ်တော့ဘူးလေအမျိုးသမီးတွေရဲ့ကြားထဲမှာသာသနာပညာတွေပြန်လာမယ်အမျိုးသမီးတွေတိလာမယ်ဒီလူကိုတိလာဒီလိုစများဆိုတော့အလ္လာဟ်တာလာဒီလိုခန္ဓာနဲ့ဒီကိုအလုံးကျွေးပြုနေကြတဲ့ကျွန်တော်ရဲ့သာသနာပညာရှင်ညီတော်တွေကိုလည်းအလ္လာဟ်တာလာကျွန်တော်တို့ဘက်ကနေပြီးတော့မြင့်မာတဲ့အကျိုးကုသိုလ်တွေအလ္လာဟ်တာလာပြည့်ပြည့်ပေးသနာတော့မဟုတ်ပါဘူး